နိုင်ငံခြားမှာလှုပ်လို့ရင်ငွေတွေအများကြီးရနေတဲ့ထင်ပြီးငွေတောင်းတတဲ့မိဘတွေသင်ခန်းစာရအောင်ပြောပြခဲ့တဲ့မျိုးသမီးနိုင်ငံခြားမှာနေရင်ငွေတွေတလက်ဟောင်းဝင်နေတဲ့ထင်ပြီးသားသမီးတွေစီကဖုန်းတွေအတင်းဆန်ငွေအတင်းမာနေတဲ့မိဘတွေကိုနိုင်ငံခြားမှာလှုပ်နေရတဲ့သူတွေရဲ့ပင်ပန်းဆင်းရဲမှုတွေကိုငိုယိုကားပြောပြနေတာကအခုမြင်နေရတဲ့အမျိုးသမီးငယ်ပါအားလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံမှာစီးပွားရေးကျပ်တဲမှုတွေနဲ့အတူလူတော်တော်များများဟာဂျပန်၊ထိုင်း၊မလေးရှား၊ဒူဘိုင်းစတဲ့နိုင်ငံအများပြားကိုထွက်ပြီးအလုပ်လုပ်ရပါတယ်။မြန်မာနိုင်ငံသားတွေအများစုဟာနိုင်ငံခြားမှာအောက်ခြေအလုပ်တွေကိုလုပ်ရင်နိုင်ငံခြားကမိဘဆွေမျိုးမောင်နှမတွေအတွက်ပတ်စံပို့ပေးရပါတယ်။ဒီလိုပို့ပေးကြတဲ့အချိန်မှာတချို့သောမိဘတွေဟာသားသမီးတွေအတွက်ငွေကိုစနစ်တကျစုထားပေးမယ်။တချို့ကတော့ငွေတွေကိုသားသမီးတွေအလွယ်တကူရနေတယ်။နိုင်ငံခြားမှာငွေတွင်းတူးနေတဲ့ထင်ပြီးလွယ်လွယ်နဲ့ဖြုံးတီးပစ်ကြတာတွေတခြားသောသားသမီးတွေကိုပေးကြတာတွေရှိတာပါ။ပြီးရင်တော့ငွေလိုရင်နိုင်ငံခြားကသားသမီးတွေကိုဖုံးဆက်ကလှမ်းမကြတာဖြစ်ပါတယ်။မိဘကိုတိတက်လွန်တဲ့နိုင်ငံခြားကသားသမီးတွေကတော့ခောက်ဆွဲပြုတ်လေးစားရင်ချွေတာရင်အစင်မပြေမှုတွေကိုတိခံရင်ငွေပို့ကြတာပါ။အခုမြင်နေရတဲ့အမျိုးသမီးလေးဟာဆိုရင်ဘလောက်လဲလွယ်မိဘကငွေမလောက်တဲ့အပြင်ဖုံးဆက်လာတိုင်းငါတို့မှငွေမရှိလို့အသားဟင်းတော်ဝယ်မစားဘူးဆိုပြီးညီးပြတက်ကမိသားစုပြဿနာကိုပဲတင်ပြနေလို့ပောက်ကွဲကရှင်းဖွင့်စရာအဖို့မရှိပဲငိုနေမိတာဖြစ်ပါတယ်။ဒါကြောင့်လေလူတွေကတော့မိဘတွေအနေနဲ့သားသမီးတွေကိုကိုချင်းစာဖို့ပြောနေကြတာဖြစ်ပါတယ်။